เรายังถ่ายจากมุมนี้อยู่ဒီမှာလည်းဒီကလောင်းလုံ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 းကြီးနေတယ်နော်ဟုတ်ပါတယ်အရင်လည်းတော့ဒီမှာတော့ဒီနေရာမှာရောင်းကြီးတယ်အားကြလိအဲ့ဒီကဘာလဲရောင်းကြီးဒီကမှာကတာအကြောင်းပြအောင်ဒီတော့အလုံးကဘယ်နဲ့ဒီတော့အတနာနဲ့နေရာတစ်ခုခုမှာအောင်မဲ့ဆိုတာကဘုရားဝင်တဲ့ဌာနကိုလာပြီးတဲ့အခါကျတော့ဒီကမှာကတာနေရာမကြောက်ကြောက်အောင်ပြီးတော့ဒီနေရာမှာကတော့ဒီဘုံလုံးပေးနေပြီးစစ်စစ်တွေလောက်ရောက်ပြီးတော့ကြောက်နေတယ်ဒီတော့นี่คือพุทธคยาในวันที่ 23 พฤศจิกายน 2556 กำลังบูรณะอยู่พุทธคยานั้นเป็นหนึ่งในสังเวชนียสถานที่สำคัญที่ชาวพุทธควรหาโอกาสมาทัศนศึกษามากราบมาไหว้1 ครั้งในชีวิตก่อนเสียชีวิตเสียงได้ยินในขณะนี้เป็นเสียงของอุบาสกอุบาสิกาชาวพม่าและภิกษุท่านนำพาสวดมนต์